sit down ကိုစမ်းအိမ်အပြန်ဆိုတဲ့ campaign လေးကိုကျွန်မလက်ရှိကစားမဲ့လက်မှတ်လေးတွေရောင်းချနေတာဖြစ်တယ်ပေါ့နော်ဒါကတော့မြို့နယ်တောင်ကိုပခကနေပြီးတော့ဦးစီးကျင်းပတဲ့ campaign လေးသိန်းတစ်ထောင် campaign လေးဖြစ်တယ်ပေါ့နော်ဒါကိုကျွန်တော်တို့မလေးရှားနိုင်ငံမှာစတင်ပြီးတော့ရောင်းချနေပြီပေါ့နော်စတင်ရောင်းချတာတော့မဟုတ်ပေါ့ရှင်ရောင်းချနေရတော့ကြာပါပြီဒီမလေးရှားမှာကတော့အခုမှစတင်ရောင်းချတာဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုရင်ကျွန်တော်တို့မအားနေတာကြောက်ပေါ့အဲ့တော့ဒီ campaign လက်မှတ်လေးတွေကျွန်မစီမှာတစ်စောင်ကို30 ringgit နဲ့ဝယ်ယူလို့ရပြီဆိုတဲ့အကြောင်းကိုမလေးရှားမှာရှိနေတဲ့ပြည်သူတွေเนาะအမှန်တရားပတ်တော်သားများကိုဒါကြော်ညာပေးတာပေါ့အဲ့တော့ကျွန်မအနေနဲ့ဒီလို campaign တွေမလုပ်တာလဲကြာပြီပေါ့နော်ဒီပထမတစ်ခေါက်သိန်းတစ်ထောင် campaign ပြီးတဲ့အချိန်မှာကျွန်တော်တို့ကြားထဲမှာတခြားကိစ္စတွေတခြားပွဲတွေနဲ့လှုပ်ရှုပ်သွားတယ်ပေါ့အခုမှဒါဒီ2025မှာဆိုတော့ဒီ campaign လေးကပထမဦးဆုံးလုပ်ဖြစ်တဲ့ campaign လေးဖြစ်တယ်ပေါ့အဲ့တော့အားပေးကြပါအောင်ပေါ့ရှင်တကယ်လို့ဝယ်ယူခြင်းနဲ့เนาะထောက်ပံ့ခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်မရဲ့ Messenger မှာကျွန်မရဲ့ WhatsApp မှာကျွန်မရဲ့ Facebook မှာဒီ TikTok Messenger မှာလည်းလာပြီးတော့ကျွန်မကိုဆက်သွယ်လို့ရပါတယ်ဆိုတဲ့အကြောင်းလေးပြောချင်တယ်ပေါ့နော်နောက်တစ်ခုကဘာပြောချင်တာလဲဆိုတော့ဒီဘောမတွေဘက်ကနေပြီးတော့ကျွန်မတို့အခုလိုမျိုး campaign တွေလုပ်တဲ့အခါเนาะသူတို့တွေเนาะခွက်ခောက်နေပြန်ပြီးသူတို့တွေဒီလိုပြောမှထမင်းစားရမှာပေါ့ဆိုပြီးတော့ပုံဖြတ်နေတဲ့เนาะတော်လန်ရေးကိုအင်အားရုပ်ရော့အောင်ပုံဖြတ်နေတဲ့လူတွေအများစွာရှိတယ်ပေါ့ကျွန်တော်တို့ဗီဒီယိုဖိုင်အောက်မှာအများအား comment လာရေးတဲ့ဘောမတက်တိုက်ရှိတယ်ပေါ့ရှင်เนาะဆိုတော့အဆင့်တန်းမရှိတဲ့ကောင်တွေပေါ့เนาะချီပိုးတို့ကောင်တွေရှိတယ်အဲ့တော့ချီပိုးတို့ကောင်တွေဘာပြောချင်တာလဲဆိုတော့တော်လန်ရေးနဲ့ပတ်သက်လို့ရှင်ကျမတို့တွေကလှုပ်เสียနှစ်ခုပဲရှိတယ်ကျမတို့ရိုးရိုးပြည်သူလူထုကိုပြောတာเนาะတော်လန်ရေးသမားကိုပြောတာနိုင်ငံရေးသမားကိုပြောတာမဟုတ်နိုင်ငံရေးသမားတွေမှာတော့လှုပ်เสียများတယ်ရှင်အဲ့တော့ကျမတို့ရိုးရိုးပြည်သူမှာကတနက်ကင်မကင်ရင်တော့ခွက်ကင်ပေါ့ရှင်เนาะကျမတို့မှာအဲ့ဒါပဲရှိတာကျမတို့လှုပ်ပေးနိုင်တာအဲ့ဒါပဲရှိတာအဲ့တော့ကျမတို့ကခွက်ကင်တဲ့နေရာမှာအမျိုးမျိုးရှိတယ်ရှင်တောင်းစားလဲခွက်ကင်နေเนาะဖျားအတွက်ကြောင်းအတွက်ဆိုပြီးတော့အလှခံတဲ့ကောင်တွေလဲခွက်ကင်တာပဲเนาะအဲ့တော့ကျမတို့ကတော်လန်ရေးအတွက်နိုင်ငံရေးအတွက်ကင်တဲ့ခွက်ဖြစ်တဲ့အတွက်ဒီခွက်ကသွေးစွန်းတဲ့ခွက်ဖြစ်တယ်เนาะအဲ့တော့ခွက်ကင်နေဆိုတဲ့နေရာမှာခွက်အမျိုးမျိုးရှိတယ်ရှင်เนาะအဲ့တော့ဒီလိုသွေးစွန်းနေတဲ့ခွက်ကိုကင်ရဲတဲ့လက်တွေကကျမတို့ပြည်သူလူထုအတွက်တော့လေးစားစရာကောင်းတယ်လေးစားစရာကောင်းတယ်ဒါအမှန်တရားအောင်မျက်နှာတွေရဲ့လူတွေအတွက်ကတော့လေးစားစရာကောင်းတယ်ပေါ့ရှင်เนาะအဲ့ဒီလိုမှမဟုတ်ဘဲနဲ့အမှန်တရားကိုမမြင်နိုင်တဲ့မြက်ကန်းသစီတွေကတော့ခွက်ကင်နေဆိုပြီးတော့မှလိုက်ပြီးအပုတ်ချတာပေါ့ရှင်အဲ့တော့ကျမကကင်နဲ့ခွက်လေးကွာတယ်ဆိုတာကိုတော့ပြောချင်ပါတယ်တနက်ကင်ရင်ကင်မကင်ရင်ခွက်ကင်အဲ့ဒါကျမတို့လက်ရှိတော်လန်ရေးမှာဖြတ်တန်းနေရတဲ့ကာလတစ်ခုမှာတော့အမှန်တရားတစ်ခုပဲလက်ခံနဲ့ကျမတို့ခွက်ကင်ဒါပေမဲ့ကျမတို့ကင်တဲ့ခွက်ကတန်ဖိုးသိပ်ကြီးတယ်เนาะအဲ့ဒါလေးကိုတော့ရှင်တို့ခေါင်းထဲမှာမှတ်သွားပါရှင်အဲ့တော့ကျမတို့ပြည်သူလူထုကိုပြောချင်တာကကျမတို့ရဲ့လက်ရှိတော်လှန်ရေးအခြေအနေကိုเนาะအားလုံးသိကြပြီးပြီဖြစ်တယ်ကျမတို့လက်ရှိတော်လှန်ရေးအခြေအနေကကျမတို့ဒီပြည်နယ်တွေကိုမြို့နယ်တွေကိုတိမ့်နိုင်ဖို့ကဒါအဓိကဖြစ်နေတယ်เนาะဘယ်နိုင်ငံကမှကျမတို့ပြည်သူအတွက်ကျမတို့နိုင်ငံအတွက်ဆိုပြီးတော့ဘယ်နိုင်ငံကမှကူညီမဲ့မျှော်လင့်ချက်မျိုးကျမတို့ထားလို့မရဘူးဘယ်နိုင်ငံကမှကူညီမှာမဟုတ်ပို့ပြီးတော့ဒါစိုးသွားမှာသူတို့ရဲ့အကျိုးမြတ်အတွက်ပဲလုပ်သွားမှာဖြစ်တယ်ပေါ့နော်အခုလေလက်ရှိမင်းအွန်လိုင်းကကျွတ်မင်းရဲ့ဟိုဟာကိုအသုံးပြုပြီးတော့ကျွတ်မင်းစတိုရီကိုအသုံးပြုပြီးတော့မှဒါလုပ်နေတဲ့လုပ်ရက်တစ်ခုကိုကျမတို့အနေနဲ့မြင်ရမယ်ဆိုရင်တော့ကျွတ်မင်းဘယ်လိုခေါင်းဆောင်ပဲဖြစ်ဖြစ်ကြွက်နဲ့နှိုင်းတာတော့ကြိုက်မယ်မထင်ပါဘူးဒါယဉ်ကျေးမှုတွေရာဇဝင်တွေเนาะသမိုင်းအစဉ်လာတွေเนาะအဲ့ဒါတွေကတော့ဒီလူမျိုးတစ်မျိုးနဲ့တစ်မျိုးကြားမှာမတူတာတွေရှိတာပေါ့ဒါပေမဲ့ကျမတို့မြန်မာတွေပဲလက်ခံထားတဲ့เนาะကျမတို့ဗုဒ္ဓဘာသာတွေပဲလက်ခံထားတယ်ကြွက်မင်းတို့စင်မင်းတို့ဆိုတာကเนาะဒါကျမတို့ဘာသာရေးအရလက်ခံထားတာလေเนาะသမိုင်းတွေအရလက်ခံထားတာလေဒါပေမဲ့ခေါင်းဆောင်တယောက်ကိုကြွမင်းနဲ့နိုင်ပြီးပြောတာတော့ဘယ်ခေါင်းဆောင်မှကြိုက်မယ်မထင်ဘူးအဲ့တော့ကြွမင်းကိစ္စကိုကျမကဘာလို့ထည့်ပြောရလဲဆိုတော့အခုလက်ရှိเนาะမြန်မာနိုင်ငံကိုအာဏာသိမ်းထားတဲ့စစ်အုပ်စုခေါင်းဆောင်ဖြစ်တဲ့မင်းအောင်လှိုင်ဟာစိတ်
ပုံမှန်မဖြစ်တော့ဘူးဆိုတာကိုကျမတို့မြင်ရတယ်เนาะဒီလိုစကားမျိုးကြီးကိုဘယ်လိုစိတ်နဲ့ပြောတယ်ဆိုတာကျမတို့အနေနဲ့ဒါခန့်မှန်းလို့ရတယ်ပေါ့နော်အဲ့တော့ပြောချင်တာဘာလဲဆိုတော့မင်းအွန်လိုင်းရဲ့နားမှာเนาะမှားနေတာကိုတိတိကြီးနဲ့မှားပါတယ်လို့ထောက်ပြရဲတယ်လို့မရှိတော့ဘူးအဲ့တော့အယူတယောက်ကလှုပ်ချင်อ่ะလှုပ်ရမ်းကားနေတာကိုသူတို့ကိုအမှုပြန်ပတ်မှာဆိုလို့အကုန်လုံးဟုတ်ပါတယ်မှန်ပါတယ်နော်သူတို့ရဲ့အကျိုးအမြတ်တွေသူတို့ရဲ့ဒီသူတို့တက်လာမဲ့ယာတူးတွေအတွက်ဒီအယူတယောက်လှုပ်တာကိုတီးခံနေရတယ်ခေါင်းငုတ်ခံနေရတဲ့အနေထားလို့ပဲကျွန်မအနေနဲ့တော့မြင်တယ်ပေါ့နော်အဲ့တော့ဒီပူတင်လိုလူမျိုးကလည်းဒီကြွမင်းနဲ့နှိုင်းတာကိုကြိုက်မယ်လို့တော့ကျွန်မမထင်ဘူးဒါပေမဲ့ကျွန်တော်တို့နိုင်ငံကိုအဲ့ဒီလိုနိုင်ငံကြီးတွေနဲ့ပေါင်းပြီးတော့เนาะရောင်းစားမဲ့ကိစ္စနိုင်ငံကိုကြုံပြုမဲ့ကိစ္စမှာတော့မင်းအွန်လိုင်းကဘာမှမစင်စားတာသိကြတယ်အစိုးဆုံးအခြေအနေကိုလုံမှသိကြဒါတွေကိုကျမတို့ထက်ကပြောခဲ့ပြီးပြီပေါ့နော်အဲ့တော့ဘာလို့ထက်ကပြောနေရလဲဆိုတော့ဒီကိစ္စဟာအယူတယောက်ဆိုပေမဲ့ဒီဟာကမြန်မာနိုင်ငံအတွက်တော့တကယ်လို့မှဟိုကြောက်စရာကောင်းတဲ့ကိစ္စတစ်ခုဖြစ်တယ်ပေါ့နော်ရုရှားအနေနဲ့ဟိုချင်းကပ်လာမဲ့ကိစ္စရက်တွေအများကြီးပဲရှိတယ်အဲ့ဒီအပေါ်မှာလဲနိုင်ငံတိုင်းကစောင့်ကြည့်နေမယ်လို့ကျွန်မထင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒါနျူကလ িয়ার စစ်လက်နက်တွေထုတ်လုပ်ဖို့အတွက်ပံ့ပိုးဖို့အတွက်မြန်မာနိုင်ငံကိုအသုံးချလာမှာဖြစ်တယ်အဲ့ဒီလမ်းကြောင်းကိုလည်းကျွန်တော်တို့မြင်နေရတယ်နောက်ထပ်ဟိုဟာတွေလည်းရှိသေးပေါ့ရည်ရွယ်ချက်တွေလည်းနိုင်ငံရေးရည်ရွယ်ချက်တွေလည်းရှိသေးတယ်ပေါ့ရှင်မြန်မာနိုင်ငံအတွက်ကောင်းကျိုးပြုမှာလားဆိုတော့ဘယ်ဘက်ကမှကောင်းကျိုးပြုလာမယ်လို့တော့ကျွန်မမထင်ဘူးကျွန်တော်ပြည်သူလူထုကိုပို့ပြီးတော့နှိပ်စက်မဲ့အကွက်တွေလို့ပဲကျွန်မမြင်တယ်ပေါ့နော်နောက်တစ်ခုကဒီရင်းနှက်စိတ်ကန်းတွေမှာရုရှားစစ်သင်္ဘောတွေကတ်လာရင်ဟိုကတ်လာခဲ့တဲ့အခါရုရှားအနေနဲ့ဘာအကျိုးမြတ်ရမလဲမြန်မာနိုင်ငံအတွက်ဘာအကျိုးမြတ်ရမလဲဒါကိုကျွန်မပြောချင်တာအဲ့တော့ရုရှားအနေနဲ့ကယူကရိန်းနဲ့ပတ်သက်တဲ့စစ်ပွဲတွေမှာနိုင်ငံတကာရဲ့ကျင်ဖယ်မှုကိုခံရတာလည်းအမှန်ပဲဖြစ်တယ်ပေါ့နော်အဲ့တော့အာဏာရှင်ဘယ်နိုင်ငံမှရဲမထောက်ခံရဲပါဘူးဆိုတော့ရုရှားကိုဒီရေနံရောင်းချမှုတွေပိတ်ပင်ထားတဲ့နိုင်ငံတွေရှိတယ်အများကြီးရှိတယ်အဲနောက်တစ်ခုကစစ်လက်နက်ရောင်းချမှုတွေကိုပိတ်ပင်ထားတဲ့နိုင်ငံတွေအများကြီးရှိတယ်အဲ့တော့ရုရှားဟာစစ်လက်နက်ရောင်းချဖို့အတွက်မြန်မာနိုင်ငံကိုအသုံးချလာမှာဖြစ်တယ်ဘယ်လိုအသုံးချလာမှာလဲဆိုမြန်မာနိုင်ငံကိုစစ်လက်နက်ရောင်းချခဲ့တာကရုရှားက20လောက်ရှိနေပြီဖြစ်တယ်ပေါ့နော်ဒါပေမဲ့အာရှနိုင်ငံတွေအနေနဲ့စစ်လက်နက်ဝယ်ယူမှုနှုံးဟာတခြားနိုင်ငံတွေနဲ့ကမ္ဘာကြီးနဲ့အားလုံးနဲ့ရှင်လိုက်လို့ရှိရင်တော့ရုရှားအနေနဲ့တိတ်ပြီးတော့မတ်လောက်စရာမရှိဘူးဆင်းရဲတဲ့နိုင်ငံတစ်နိုင်ငံကဝယ်ယူအားပေးနေခြင်းသာဖြစ်တယ်ဆိုတော့တိတ်မတ်လောက်စရာတော့မရှိဘူးပေါ့နော်ဒါပေမဲ့လည်းရုရှားမှာမြန်မာနိုင်ငံကိုအသုံးချနိုင်တဲ့တခြားကိစ္စရပ်တွေအများကြီးရှိတယ်အဲ့ဒါကတော့ရုရှားသင်းမောတွေမြန်မာနိုင်ငံကိုကတ်ခွင့်ရမယ်ဆိုရင်ဘာတွေရုရှားအတွက်ဘာတွေအကျိုးရှိမလဲဆိုရင်စစ်လက်နက်ရောင်းချမှုဟာမြန်မာနိုင်ငံကိုအသုံးချလို့ရတယ်ရှင်မြန်မာနိုင်ငံလမ်းကြောင်းကနေတဆင့်ဒါရုရှားရဲ့တင်မောတွေတခြားနိုင်ငံတွေကိုထွက်ခွာပြီးတော့မှเนาะဒီမြန်မာနိုင်ငံကိုအသုံးပြုပြီးတော့မြန်မာနိုင်ငံကနေတဆင့်เนาะစစ်လက်နက်ပို့တဲ့ကိစ္စရက်တွေကိုလှုပ်ဆောင်နိုင်တယ်เนาะရုရှားကအဲ့အတွက်အကျိုးရှိတယ်ပေါ့ရှင်เนาะနောက်တစ်ခုကရုရှားရဲ့ဟိုဟာတွေပေါ့ထောက်လန်းရေးသင်းမောတွေကလည်းမြန်မာနိုင်ငံမှာကတ်ခွင့်ရသွားမယ်ရုရှားထောက်လန်းရေးသင်းမောတွေကဘယ်နိုင်ငံရဲ့စိတ်ကမ်းမှာကတ်ခွင့်သိမ့်မရဘူးအဲ့ဒီအတွက်ရုရှားဟာကျွန်တော်မြန်မာနိုင်ငံကိုအသုံးချမှာဖြစ်တယ်ပေါ့နော်အဲ့တော့ခြုံငုံသုံးသပ်ပြီးပြောရမယ်ဆိုလို့ရှိရင်ဒီလိုအခြေအနေတရက်ကိုရင်ဆိုင်နေရတဲ့မြန်မာနိုင်ငံဟာကျွန်တော်တို့ဒီအခြေအနေကနေကြော်လွှားဖို့ဆိုလို့ရှိရင်ဒီတော်လှန်ရေးကိုတော့ပတ်ဖို့မှာပဲရမယ်အဲ့တော့ကျွန်တော်တို့ကတနက်လည်းမကင်နိုင်ဘူးအဲ့တော့ခွက်ကင်နေပေါ့ရှင်အဲ့တော့ကျမတို့ဒီ campaign တွေလုပ်ပေးနေတယ်ဆိုတာကမြန်မာနိုင်ငံမှာရှိနေလက်ရှိစစ်ကောင်စီမှာเนาะကြံ့နေသေးတဲ့နေမြေတွေเนาะတိုင်းဒေသကြီးတွေကိုထပ်ပြီးတော့သိမ်းနိုင်ဖို့အတွက်เนาะဒါဟာတော်လှန်ရေးအဆုံးဖြတ်ပဲဖြစ်တယ်အဲ့တော့ဒီတစ်ခုဒီတော့အရာကိုပဲကျမတို့ကပံ့ပိုးရမှာဖြစ်တဲ့အတွက်စစ်တောင်းကိုစံအိမ်အပြန်ဆိုတဲ့ကန်ဆန်းမဲလက်မှတ်လေးနေပြီးတော့နဲ့အနီးကပ်ဆုံးဖြစ်တဲ့เนาะတောင်ငူခရိုင်เนาะမြို့နယ်ပကကနေပြီးတော့ဦးစီးကျင်းပတဲ့ဒီကန်ဆန်းမဲ့လက်မှတ်လေးတွေကိုကျမအနေနဲ့ရောင်းချနေခြင်းဖြစ်တယ်ဝယ်ယူအားပေးဖို့တိုက်တွန်းလိုတယ်တကယ်လို့ဝယ်ယူမယ်ဆိုရင်ကျမကိုဆက်သွယ်ပြီးတော့ဝယ်ယူနိုင်ပါတယ်ဆိုတဲ့အကြောင်းလေးပြောချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်